မိကွန်မြန်မာနိုင်ငံမှာလူသိအများဆုံးရှေးဟောင်းမြို့နေရဟုတ်တယ်ကြပြောပကံအဖြေကဟုတ်တယ်ပါဒီမှာတော့မြင်လားသူများပြဖြစ်မလားညီမလေးကောက်ဖြစ်မယ်နော်ဟုတ်ပြီနေရာယူပါဟုတ်ပြီနိုင်ဆောင်ပါငါလေးတို့သုံးကမှရင်ထုံးတဲ့တိုင်းပဲနော်ဟိုဘက်ကအခွင့်အရေးရတော့မှာနော်ဟုတ်ပြီနော်ခကြီးတော့ဝါသနာပါသူလည်းညွတ်ထောင်းဟောလည်းညွတ်တော့နှစ်ချောင်းတော့ထောင်းဟုတ်ပြီဒီလေးရောပေါင်းပြီးခကြီးသွားဘူးလားမသွားဘူးသေးဘူးသွားဖို့စိတ်ကူးရတာရောရှိလားရှိပါတယ်ဘယ်ကိုသွားမလဲမန္တလေးပကံတို့ပါရွာသားကြီးတယ်မိကီမောင် ready okay ဗာလဲငါဗာမေးနေရတယ်မြန်မာနိုင်ငံမှာဗာလဲလူသိများတဲ့ရှေးအောင်နေရညာဦးပကံနဲ့ညာဦးနဲ့ဘယ်လိုကွာလဲပြောပြကြပါလေသူတော်တော်ဆက်နိုးရမယ်ဟာတော်တော်ချက်နေတယ်ဒုက္ခပဲနော်နေမိကီမောင်လို့မခေါ်တော့ဘူးတော်ပြီဟုတ်ပြီညာဦးအဖြေကဟုတ်ပြီကဲလာပြီမြန်မာနိုင်ငံမှာရှိတဲ့လူသိများတဲ့ရှေးဟောင်းနေရတခုလောက်မန္တလေးတိုင်းဒီမန္တလေးဟိုဟာဖယားမန္တလေးဖယားကြီးဘာပြောနေလဲမန္တလေးမန္တလေးတို့မန္တလေးပေါ့မန္တလေးဖယားဆိုရှိလို့လားမန္တလေးလို့ပြောတာပါမန္တလေးနေပေါ်လည်းငါအကျွေးတောင်းနေကြတယ်အဖြေကโอเคမန္တလေးနောက်တစ်ယောက်မြန်မာနိုင်ငံမှာရှိလူသိများတဲ့ရှေးဟောင်းနေရအင်းလေးဟာရှယ်ပဲနော်အင်းလေးမှာပါတယ်ဘယ်လိုမျိုးရှိရဲဘယ်လိုဆွဲဆောင်မှုရှိရဲလို့ပေါ့အင်းလေးကသွားကျင်စရာကောင်းတဲ့နေရာဘာဘယ်လိုမျိုးတတ်မှတ်လဲအင်းလေးကိုရေပေါ်အိမ်လေးအေးမရောက်ဘူးမလားရောက်ဘူးတယ်ဒါပဲလားရေပေါ်အိမ်လေးညီမဘာလုပ်မှာလဲရှောက်လဲမှာပေါ့ရှောက်လဲမှာပေါ့ဟဲ့သူတို့ရှက်နေတော့ဟဲ့ငါကြည့်ပြီးတော့ဘာလဲအင်းလေးအဖြေအင်းလေးအဖြေကပါတယ်လာပြီမြန်မာနိုင်ငံမှာလူသိများတဲ့ရှေးရောက်နေရပုတ်ပါဝါโอเคဗျာကဲပုတ်ပါရရင်ဘာလို့ဖြစ်လဲညီမလေးမြောက်စာကျွေးမြောက်ဘာပုတ်ပါမြောက်ကိုတန်းနေโอเคအဖြေကဘာတိုင်မလေးရပြီဗျာကဲမြန်မာနိုင်ငံလူသိများတဲ့ရှေးရောက်နေရကြိုက်တီယိုအဖြေကကဲမှတ်ကြရောသုံးကလဲသွားဖြစ်တဲ့ဟိုဘက်ကအခွင့်အရေးရတော့ဖြစ်ပါတယ်ကဲပါရင်းကြီးဒီဘက်လားဟုတ်ပြီဘာစင်းသားလားလဲဘကိုညီလေးဘကိုဘာသားလို့ဘာသာညီလေးဘာလဲတေးခတရအော်နောက်တစ်ယောက်ဘကိုနောက်တစ်မျိုးတော့ထပ်ပြောလိုက်ပါမရှိတော့လားဟိုပုတ်ပါဘူးမဟိုဘက်ပြေးရတယ်တစ်ဖွဲ့လုံးကိုသားပြီးတော့ကက်ပတင်ဖျက်မှာဖြစ်ပါတယ်မှန်တယ်ဆိုဟိုဘက်ကအမှတ်ရမှာနော် ready မြန်မာနိုင်ငံလူတီများတဲ့ရှေးဟောင်းနေရတေးခတရဘာကြောင့်ဒီအဖြေကိုရွေးရလဲကက်ပတင်သူ့ကိုယုံလို့တေးခတရဟုတ်ပြီကဲအဖြေကသုံးကမှားသွားလို့ဒီဘက်အခွင့်အရေးယူသွားတာပါအခုမှအစပဲရှိသေးတယ်53မှအမှတ်နည်းနည်းလေးပဲရသွားတာနော်ကဲโอเคစဉ်းစားရှိသေးတာပြည့်သက်ကြီးလိုက်ပါအင်းဝဟောတော်များပဲလှုပ်ပါဘာရှိသေးလဲရှေးအောင်နေရမြို့တွေโอเคကဲနံပါတ်3ပြည့်သက်ပါဖြစ်လေဟုတ်တယ်နံပါတ်4စကိုင်းနံပါတ်5ကထုံးနံပါတ်8အေးဆိုညပိုင်းမှာဘိုက်ဆိုင်သွားစားလေးရှိတဲ့နေရခောက်ဆဲပြုတ်ဘာခောက်ဆဲပြုတ်လဲနေရပါဆိုမှညစီအဖြေကဟုတ်တယ်โอ้နံပါတ်2ပါကဲတပတ်တိတ်ကိုဒီဘက်ပြင်နိုင်ရတယ်ဗျာညပိုင်းမှာဘိုက်ဆိုင်သွားစားလေးရှိတဲ့နေရလဲတဲ့ညစီလဲတဲ့အဖြေကဒါနံပါတ်2ကဘာလုပ်မလဲကော်ပြန်သူများပေးဖြစ်မလားပေးဖြစ်မယ်โอเคနေရာယူပါလာတာတန်တရာကဲတူရိန်โอเคညပိုင်းဘိုက်ဆိုင်သွားစားတဲ့နေရာဘိုးထောင်ကန်းလာလားဟုတ်လားဘာလီကောင်းလဲဟောပြောပါအဆုံးပဲဒီအေးဟုတ်တယ်တက်ဟိုဗာလဲအဲ့လိုကန်းနာလန်ဈေးပုံစံမျိုးလုပ်ထားတာနော်ဟုတ်ပြီโอเคဘိုးတစ်ထောင်ကန်းနာအဖြေကဟုတ်တယ်နောက်တစ်ယောက်ဘိုက်ဆိုင်ညပိုင်းဘယ်နေရာသွားစားလဲ16လမ်း
19လမ်းဩတရုတ်တန်းလေဟုတ်တယ်နော်အဖြေက19လမ်းဟုတ်ပြီ3ခုပဲကျန်တော့တယ် captain ညပိုင်းဘိုက်ဆိုင်သွားစားတဲ့နေရာတေ မြင်းဒီကုန်း နေအဖြေကကဲနောက်တစ်ယောက်ညပိုင်းဘိုက်ဆိုင်သွားစားတဲ့နေရာ ဟိုကရွှေကုန်းဘုရားနာညာသေး ကျေစုချရီုံဖျားနာညာသေးဘယ်ဘက်မဟုတ်လား အရှိဘက်မုံနာမှာအဲ့အောက်မှာဈေးတန်း သေးဩပြီအဖြေကဘကတိုင်ပင်လို့ရပါပြီညပိုင်းဘိုက်ဆိုင်သွားစားတဲ့နေရာ နမ်းမတော်ညာသေး လမ်းမတော်အဖြေက3ကတော့လွယ်ပါပြီဗျာကဲရှေ့ကြီးပါလေ လမ်း90ညာစီညာသေးတယ် လ လ မ်း မ်း ကစောက်ဘူး 90 လား လား ရှိလားသူပြောဟုတ်လား ဟုတ်တယ်50 ပြော ဖီးစားတော့ဆိုင် ဖီးစားတော့ဆိုင် ဖီးဖီးစားတော့ဆိုင် free မဟုတ် free တိ free မဟုတ်ငါသိတယ်ဖီးသားတော့တိုင်းစားတော့ဆိုင်နဲ့ ညဘက်ဖွင့်တယ်လေ အေးသိပါလေအေးပြောပါဦး ရွှေကောင်းဟုတ်ပေါ့ 哦，好不？啥进来啥进来？你看白山多少的人你啊？Captain 1 2 3 批吧。 ခဏလာညာစီ 干那了伢子。 ဟုတ်တယ်လေအရှိကြီးပဲလေ 哦，哎，好比干那了伢子做西欧啦的，给啊批个。好的，这来了。人都来看喏。ဟာကြိတ်သွားပြီဗျာကဲအဲ့ဆိုရင်တော့82မှတ်ရသွားပြီဖြစ်ပါတယ်ဟုတ်ပြီနော်အကျိတ်နေဖြစ်သွားကြည့်ကောင်းပါလေဗျနော်ဒီဘက်နှစ်ခုလွတ်နေတယ်ချက်စဉ်းစားရှိသေးလားဒီဘက်ရှိသေးလားโอเคပြည့်တဲ့ကြီးရောအော်ဘီနံပါတ်6ပြည့်တဲ့ဘာဖြစ်လဲတာမွေစီတယ်နံပါတ်9စမ်းကြောင်းအိုစီမစီဟုတ်ပြီနော်